ကျွန်တော်ဇေယဟာဘုရားဘာသာဝင်မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့အလေရောက်စိတ်တဲ့တည်ငြိမ်မှုကိုငယ်စဉ်ကလေးကတန်ဖိုးထားခဲ့သူပါဒါပေမဲ့အခုကျွန်တော်ရောက်နေတဲ့ဟီမဝန္တာတောင်တန်းတက်ကဒီလျှို့ဝှက်ယူအားကလေးကတော့ကျွန်တော်ရဲ့အသိမြင်တွေကိုအကြီးအကျယ်စိန်ချောနေတယ်လို့ပဲဒီရွာကလူတွေအားလုံးဟာလော်ကီအာယုံတွေကိုစွန့်လွတ်ပြီးဇန်လန်းကိုလိုက်စားမိကြသူတွေပဲစေရလို့ကောင်မလေးကလမ်းလျှောက်ရင်းရှင်းပြတယ်။သူမဟာကျွန်တော်ရဲ့မြန်မာစကားကိုအပြည့်အပြည့်ပြောနိုင်သူဖြစ်လို့ကျွန်တော်အတွက်ပိုပြီးလျှို့ဝှက်စမ်းကြယ်နေသူပေါ့။သူတို့ကမင်းလိုပဲအေးချမ်းမှုကိုရှာဖွေဖို့ကိုယ်ဆွေမျိုးကိုယ်ပိုင်ဆိုင်မှုတွေကိုစွန့်ပြီးဒီနေရာမှာလာစုနေကြတာ။ဘာသာရေးဂုဏ်ကနေအထက်စိတ်ရဲ့အစင်းမြင့်နဲ့ငြိမ်သက်ခြင်းကိုပဲသူတို့တန်ဖိုးထားကြတယ်။ကျွန်တော်တို့ရွာလေကကြောက်တိုင်ကြီးနားရောက်တဲ့အခါအိတ်ထဲကပရပိုက်ဟောင်းကအလိုလိုပူနွဲလာတယ်။ကြောက်တိုင်ထဲကထူးဆန်းတဲ့အမတ်အသားတွေစီကအလင်းတန်းတွေထွက်ပေါ်လာပြီးကျွန်တော်ရဲ့စိတ်အာရုံကိုဆွဲဆောင်နေသလိုပဲမတိစိတ်ရဲ့စိတ်စော်ခြင်းနဲ့ကျွန်တော်လက်ကိုလှမ်းလိုက်တဲ့အချိန်မကင်နဲ့ရက်လိုက်တော့ဈေးရကောင်မလေးကအသေးတန်တားလိုက်ပေမဲ့ကျွန်တော်လက်တွေကကြောက်တိုင်စီကိုထိတွေ့မိသွားခဲ့ပြီအဲ့ဒီခဏမှာပဲပြင်းထန်လာတဲ့စွမ်းအင်တွေကကျွန်တော်ကိုယ်ထဲကိုလှီးစစ်စီးသလိုတိုးဝင်လာပါတယ်ကျွန်တော်မှာဒါကိုတီးငင်အောင်ထိန်းချုပ်နိုင်တဲ့တမာရီမျိုးမရှိသေးတာကြောင့်တကုတ်လုံးတုံခါလာပြီးစိတ်အာယုံတွေပါပြက်ပြားဆက်ပြူလာတယ်အဲ့ဒီအချိန်မှာပဲမြေသိမ့်တုံဟင်းတန်းကြီးနဲ့အတူတကုတ်လုံးပြားတွေလူးထားတဲ့သပင်ဖားလျားနဲ့ကြောက်မဲ့ဖွယ်ကောင်းတဲ့အကိုရိယတိတစုပြေးဝင်လာကြတယ်သူတို့ရဲ့ခေါင်းဆောင်ဖြစ်ဟန်တူတဲ့မျက်လုံးတွေကမီးခဲလိုရဲနေတဲ့ယတိကြီးကကျွန်တော်စီကိုဒေါသကြီးကြည့်လိုက်တယ်။သူဟာလက်သေးကသုံးခွယ်ချွန်းကိုမြေကြီးမှာစိုက်ချပြီးကောင်းကင်ရန်တုံဟင်းသွားအောင်အကျေကြီးဟစ်ကြွေးလိုက်တော့တယ်။ရှိဝါအဲ့ဒီခါသားတန်ကလေထုထဲမှာတုံဟင်းမှုတွေဖြစ်ပေါ်စေပြီးကျွန်တော်မထိန်ချုပ်နိုင်ဖြစ်နေတဲ့စွမ်းအင်တွေကိုအတင်းအတတ်မှဖိနှိပ်ပစ်တယ်လို့ပဲကျွန်တော်ဟာအဲ့ဒီအချိန်နဲ့ပဲနောက်ကိုလွင့်စင်ထွက်သွားပြီးမြေပြင်ပေါ်လဲကျသွားခဲ့တယ်။မင်းလိုတမာဒီမရှိတဲ့လူသားတစ်ယောက်ကငါတို့အရှင်မြတ်ရဲ့စွမ်းအင်ကိုထိတွေ့ဖို့ကြိုးစားသလားလို့ယတိကြီးကဟင်းဟောက်လိုက်ပြီးမြဲသူကျွန်တော်နားကိုရောက်တဲ့အချိန်မှာတော့မျက်လုံးတွေကစူးစမ်းတဲ့အရိပ်အယောင်တွေပြောင်းလဲသွားတယ်။သူကကျွန်တော်ရဲ့ချက်တွေသားမဏိပူရချက်ကရာကိုလက်ညိုးနဲ့ပြင်းပြင်းထန်ထန်ထောက်တဲ့အချိန်မှာကျွန်တော်တကိုယ်လုံးမီးတောက်နဲ့လောင်ကျွမ်းသွားတယ်လို့ခံစားလိုက်ရတယ်။မင်းရဲ့ခန္ဓာကိုယ်ထဲမှာကသေးຫນွေဖွားတွေရဲ့ပြင်းထန်တဲ့နေမင်းစွမ်းအင်တွေပါလာတဲ့ဇေယ။ဒါတင်ကမင်းရဲ့သွေးထဲမှာငါတို့ဆရာကြီးရဲ့အငွေအသက်တွေစီးဆင်းနေတယ်။မင်းရဲ့အဖိုးရဲ့အဖိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီဟီမဝန္တာကိုရောက်လာတဲ့ရခိုင်ဆရာကြီးပေါ့။သူကဒီကျမ်းကိုရှိဝအရှင်မြတ်ရဲ့လမ်းစဉ်တွေနဲ့ပေါင်းပြီးမြန်မာလိုရေးခဲ့တာသူဟာငါတို့ရဲ့အထက်ဆရာကြီးပဲယတိကြီးရဲ့စကားကကျွန်တော်ကိုမြင်သက်သွားစေတယ်ကျွန်တော်အမေစီကပါလာတဲ့ကတဲ့သွေးကြောင့်ကျွန်တော်ရဲ့မဏိပူရချက်ကရာကမွေးရဘက်အင်အားကြီးနေတယ်လို့အဖေဘက်ကဘိုးဘေးကြီးစီကဆင်းတင်လာတဲ့ရခိုင်ဂမ်ဘီယာမျိုးဗီဒမျိုးဆက်ကလည်းကျွန်တော်စီမှာရှိနေတာပဲကဲဖဆန်းစီယာမင်းရဲ့ဘိုးဘေးကြီးရေးခဲ့တဲ့ဒီမြန်မာစာတွေကမင်းတယောက်ထဲအတွက်ပဲတီးတန့်ဖြစ်နေလိမ့်မယ်ကျွန်တော်တုံရည်နေတဲ့လက်တွေနဲ့ပရပိုက်ဟောင်းကိုဖွင့်လိုက်တယ်အထဲမှာရေးထားတဲ့မြန်မာစလုံးတွေကကျွန်တော်မျက်စီထဲမှာအသက်ဝင်လာပြီးရွှေကုန်းအလင်းတွေထွက်လာတယ်။အိုးတမထယတဝိပဿနာဉာဏ်ရှိဝါဤအလင်းမြတ်ပုဒ္ဒဤငြိမ်းချမ်းစဉ်ကျွန်တော်ရွတ်ဆိုလိုက်တဲ့အခိုက်အတန်းမှာပဲကျွန်တော်ရဲ့မဏိပူရချက်ကရာကရွှေကုန်းအလင်းတောင်းကြီးဟိန်းကနေထွက်ပေါ်လာပြီးအဂိုရိယတိအားလုံးကျွန်တော်ရှေ့မှာဒူးထောက်လိုက်ကြပါတော့တယ်။သူတို့ရဲ့မျက်လုံးထဲမှာကြောက်ရွံ့မှုမဟုတ်ပဲကြာမြင့်စွာစောင့်မျှော်ဖေးရတဲ့အရှင်သခင်တယောက်ကိုတွေ့လိုက်တယ်လို့ကြည်ညိုမှုတွေနဲ့ပြည့်နေတယ်။နောက်ဆုံးတော့ဆရာကြီးရဲ့တွေးထားကပြန်ရောက်လာပြီးလူဘာဘာအဂိုရိကတိုးတိုးလေးရေရွတ်သွားပါတော့တယ်။